မြင်မယ်ဆိုတော့အဲ့ဒီအောင်မြင်ခြင်းပါလေလောကရဲ့တိုင်းတာမှုနဲ့ပဲကျမတို့တိုင်းတာရမှာလားကျမတို့ measurement ကပါလေဘာနဲ့တိုင်းမှာလဲအချို့တွေကတိုင်းတဲ့ခပေတန်သုံးတယ်အချို့တွေကချင်းသွဲကိုသုံးတယ်အချို့ကအလေးသုံးတယ်အမျိုးမျိုးသုံးတယ်ကျမတို့ရဲ့ပေတန်ပါလေကျမတို့ရဲ့ပေတန်နှုတ်ကပတ်တော်ဖြစ်တာနှုတ်ကပတ်တော်အောင်မြင်ခြင်းဘာနဲ့တိုင်းလဲသိချင်ပါသလားနှုတ်ကပတ်တော်ကအောင်မြင်ခြင်းဘာလို့ပြောလဲဒီကျမတို့ကြည့်ရအောင်နံပါတ်1အောင်မြင်ခြင်းဆိုတာကရည်ရွယ်ချက်ပြည့်စုံခြင်းဖြစ်တယ်မီဒီယာကျေးဇူးပြုပြီးတော့ထိုးပေးပါအောင်မြင်ခြင်းဆိုတာကရည်ရွယ်ချက်ပြည့်စုံခြင်းဖြစ်တယ်ယောသကိုဖခင်ကအောင်မြင်တော်သူလို့ပြောတယ်ထာဝရဘုရားမျက်မှောက်တော်သူနဲ့အတူရှိတယ်ကျမတို့တို့ငယ်နှစ်ကိုပြန်သွားရအောင်ထာဝရဘုရားသည်ယောသဘက်၌ရှိတော်မူ၏သူသည်အကြံထားမြောက်တတ်၏အဲကိုတို့အမျိုးသားမိမိသခင်၏အိမ်၌နေရလေ၏ယောသသူ့အဖေအိမ်ကနေပြီးတော့သူ့အကိုတွေရောင်းစားလို့အဲကိုတို့ပြည်ကိုရောက်သွားတယ်ဒါပေမဲ့တကယ်တော့သူ့အကိုတွေကစိတ်ဆိုးပြီးရောင်းစားလိုက်တာကစိုးဖို့ရောင်းစားတာဖခင်ကတော့အဲ့လိုမျိုးအကြံစီမရှိဘူးဖခင်သခင်ကတော့သူ့ပေါ်မှာကြီးမားတဲ့အကြံစီရှိတယ်ဖခင်ရဲ့အကြံစီကယောသအားဖြင့်အဲကိုတို့ပြည်ကောင်းကြီးရဖို့ဖြစ်တယ်ယောသအားဖြင့်လူမျိုးတကာကောင်းကြီးရဖို့ဖြစ်တယ်တနေ့မှာအဲ့ဒီယောသဟာအဲကိုတို့ပြည်အစာခေါင်းပေါက်မှုကိုကာကွယ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အဲကိုတို့ပြည်ဘယင်ခံဖြစ်လာတယ်နိုင်ငံကို influence လုပ်ပြီးတော့လူတွေကိုအစာခေါင်းပါခြင်းကနေလွတ်မြောက်စေတဲ့လူတစ်ယောက်သူ့ရဲ့လူမျိုးတွေဖျားသခင်ရဲ့ဗြိဉ္ဉ်နဲ့ဆိုင်တဲ့ဣသရေလလူတွေကိုကယ်တင်တဲ့လူတစ်ယောက်ဖြစ်လာတယ် Savior တစ်ယောက်ဖြစ်လာတယ်ယေရှုခရစ်တော်လိုပဲ Hallelujah အဲ့ဒါကဖျားသခင်ရဲ့ purpose ဖြစ်တယ်ဖျားရဲ့အကြံစီဒါကြောင့်ယောသဟာအောင်မြင်တယ်လို့ဘုရားကပြောတယ်။ဘာကြောင့်မလို့လဲဆိုယောသဟာဘုရားသခင်ရည်ရွယ်ချက်ထဲမှာရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒီတဲ့အောင်မြင်ခြင်းကသင်ဝင်ငွေဘယ်လောက်ရှိလဲနဲ့ပဲတိုင်းတာမဟုတ်။သင်မဝင်ငွေတော့အများကြီးရှိတယ်ဒါပေမဲ့ဘုရားရဲ့ရည်ရွယ်ချက်နဲ့လွဲတဲ့လမ်းထဲမှာသင်ရောက်နေမယ်ဆိုရင်ဘုရားသခင်ရည်ရွယ်ချက်နဲ့လွဲတဲ့အလုပ်တွေကိုပဲသင်ဟာလုပ်နေမယ်ဆိုရင်မြေကြီးမှာတော့သင်ဆုရရင်ရလိမ့်မယ်ဒါပေမဲ့ကောင်းကင်မှာတော့ဆုရမှာမဟုတ်ဘာကြောင့်မို့လဲဆိုဖခင်သခင်ရှေ့မှာအောင်မြင်တဲ့သူဆိုတာကဖခင်ရဲ့ရည်ရွယ်ချက်ပြည့်စုံအောင်လုပ်ခဲ့တဲ့သူဖြစ်တယ်ကျွန်တော်တို့အားလုံးကိုဖခင်ကဖန်ဆင်းတဲ့အခါမှာရည်ရွယ်ချက်ရှိတယ်ကျွန်တော်တို့အားလုံးမှာဖခင်ကရည်ရွယ်ချက်နဲ့ဖန်ဆင်းထားတာဖြစ်တယ်တယောက်ကမှအပိုဆိုပြီးဖခင်ဖန်ဆင်းထားတာမရှိဘူးအယံဆိုပြီးဖန်ဆင်းထားတာမဟုတ်ဘုရားကအားလုံးကိုရည်ရွယ်ချက်နဲ့တယောက်ချင်းစီတိုင်းကိုနေရာချထားတယ်။အဲ့ဒီနေရာမှာတဲ့ဘုရားရဲ့ဝိညာဉ်တော်နဲ့တွားမယ်ဆိုရင်တန်ရှင်တို့ဝိညာဉ်တော်နဲ့တွားမယ်ဆိုရင်ဘုရားကတင်ကိုဘယ်ကိုခေါ်လဲဆိုတင်သိလိမ့်မယ်။ဘုရားကတင်ကိုဘာလို့စေချင်လဲဆိုတင်သိလိမ့်မယ်။အမေလူချိုးရဘုရားမျက်မှောက်တော်နဲ့မတွားတဲ့ခါမသိဘူး။တလွဲတွေဖြစ်နေဘဝမှာသူ့ကိုဘုရားတခင်လှုပ်စေခြင်းနဲ့အလုပ်တွေဘဝမှာနေရာမရလာတော့ဘာကြောင့်မလဲဘုရားအတန်နာမထောင်လို့ဖြစ်တယ်ဒါပေမဲ့အထဲထဲမှာအမြဲတမ်းဝိညာဉ်တော်ကနှိုးဆော်နေဝိညာဉ်တော်တဲ့နှိုးဆော်နေဘုရားတခင်မိတ်ဆွေစကားပြောနေဘုရားတခင်ခေါ်တဲ့လမ်းကြောင်းပေါ်မှာနေရာယူပါအဲ့ဒီနေရာမှာသင်ဟာဘလို့နေရာပဲရောက်အဲ့ဒါသင်အဆုံးမဟုတ်သေးဘူးဖြစ်တယ်သင်ဟာအောင်မြင်တော်သူဖြစ်တယ်ဘာကြောင့်မလို့လဲဆိုအောင်မြင်ဖို့ရတဲ့လမ်းကြောင်းမှာသင်ဟာရောက်နေဘုရားကရည်ရွယ်ချက်ထဲမှာသင်ဟာရှိနေပြီဘုရားကရည်ရွယ်ချက်ထဲမှာ position ယူနေရဲ့အချိန်မဲလို့တယ်မကြခင်မှာသင်ဟာမွေးဖွားတော်မှာဖြစ်တယ် hallelujah အဲ့ဒါခေါ်ခြင်းပြည့်စုံခြင်းကအလုံးမှာအောင်မြင်ခြင်းထက်ပိုပြီးအရေးကြီးတယ်အဲ့ဒါလူတိုင်းဟာကိုယ့်ရဲ့ခေါ်ခြင်းကိုသိဖို့လိုတယ်ဘုရားကမိမိကိုခေါ်ထားတဲ့ခေါ်ခြင်းကကျမတို့အချိန်ပေးရမယ်အဲ့ဒီအတွက်ကျမတို့အင်အားသုံးဖို့လိုတယ်ဘာဖြစ်လို့လဲဆိုအဲ့ဒီအလုပ်ကိုသင်ကလွယ်ပြီးအခြားနောက်တစ်ယောက်မလုပ်နိုင်ဘူးဖြစ်တယ်ဘုရားကသင်ကိုပဲခေါ်ထားတယ်
မောရှေကိုအဲ့ဒီလိုမျိုးလုပ်ဖို့ခေါ်တယ်ဒါပေမဲ့မောရှေကစိတ်လိုက်မန်ပါနဲ့အေဂုတုလူကိုတတ်လိုက်မိတဲ့အတွက်ကြောင့်နှစ်40တောတဲ့ကိုသွားလိုက်ရတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုဖခင်အဂျန်စီကနှစ်40နောက်ဆုတ်သွားတယ်ဣသရေလလူတွေကနှစ်400ဆိုလွတ်မြောက်မှာဒါပေမဲ့430ဖြစ်သွားဘာဖြစ်လို့ဆိုမောရှေကြောင့်ဖြစ်တယ်ဖခင်ကမောရှေကိုစောင့်ဒီနေ့မိတ်ဆွေကိုဖခင်စောင့်နေဖခင်ရဲ့ရည်ရွယ်ချက်တွေပြန်လာပါအဲ့ဒါကတဲ့အောင်မြင်မဲ့နေရာဖြစ်တယ်ဟာလေလုယာပြောပါငါဟာအောင်မြင်တော်သူဖြစ်တယ်တင်ဖခင်ကရည်ရွယ်ချက်ထဲမှာရှိမယ်ဆိုရင်တင်ဟာအောင်မြင်တော်သူဖြစ်တယ်ဒါပေမဲ့မိတ်ဆွေတီးဖို့ကတင်ရှိတဲ့နေရာမှာဖခင်ကိုတင်ရှိစေခြင်းနဲ့ဆိုရင်ဖခင်ရှိတဲ့နေရာမှာတင်ရှိဖို့လိုတယ်လူချို့တွေဒီလိုထင်တယ်ငါရှိတဲ့နေရာမှာဖခင်ရှိစေခြင်းနဲ့ကိုတော့ကျွန်တော်နောက်ကိုလိုက်ခဲ့ပါအဲ့လိုမဟုတ်ယောသနဲ့အတူဖခင်ဘာကြောင့်ရှိလဲဆိုယောသကဖခင်ရှိစေခြင်းတဲ့နေရာမှာရှိလို့ဖြစ်တယ်တင်ရှိတဲ့နေရာမှာဖခင်ရှိဖို့ဆိုတာကဖခင်ရှိတဲ့နေရာမှာတင်ရှိဖို့လိုတယ်ဖခင်ရှိတဲ့နေရာမှာရှိခြင်းတဲ့သူဖြစ်ပါဖခင်ကတင်ကိုရှိစေခြင်းတဲ့နေရာမှာရှိတဲ့သူဖြစ်ပါအခွင့်အရေးတွေကိုတင်လက်မလွတ်ရအောင်လူတွေအတွက်အရင်စိုးတဲ့နေရာလို့ထင်ပေမဲ့တေချာပေါက်အဲ့ဒီနေရာကတင်ကိုရှင်ဘရင်ဖြစ်လာဖို့ရန်အတွက်အခွင့်အရေးပြင်ဆင်ပေးနေတဲ့နေရာဖြစ်တယ်ဖခင်ကရှိစေခြင်းတဲ့နေရာမှာတင်ရှိပါဘယ်တော့မှတင်ဘဝကရှုံးနေခြင်းနဲ့အဆုံးမတတ်ရအောင်အောင်မြင်ခြင်းနဲ့ပဲတေချာပေါက်အဆုံးတတ်ရလဲဖခင်ရှိနေတဲ့နေရာမှာငါရှိမယ်ဖခင်ရည်ရွယ်ချက်ရှိတဲ့နေရာမှာငါရှိမယ်အဲ့ဒီနေရာကျွန်ဆိုတဲ့နေရာပဲဖြစ်ဖြစ်ထောင်ဆိုတဲ့နေရာပဲဖြစ်ဖြစ်ဖခင်သူ့ကိုရှိစေခြင်းနဲ့အကယ်လို့များယောသတာထောင်ထဲမရောက်ဘူးဆိုလို့ရှိရင် तू ဒီဖလားတော်ဝင်နဲ့တွေ့မှာမဟုတ်ဘူးဒါဆို तू ဘယင်နဲ့တွေ့ဖို့လည်းမဖြစ်နိုင်ဒါပေမဲ့ဖခင်ကျေးဇူးတော်သူ့ကိုနေရာမှန်ကိုမျက်မှောက်တော်ကအမြဲတမ်းဆွဲခေါ်နေတင့်ကိုယ်တင်စိတ်မချရင်တော့မဖခင်စိတ်ချပါဖခင်မျက်မှောက်တော်ကတင့်ကိုဘယ်တော့မှနေရာအမောက်မခေါ်မျက်မှောက်တော်ကတင့်ကိုမှန်ကန်တဲ့နေရာအမြဲတမ်းခေါ်လိုက်မယ်ပြောပါဦးမျက်မှောက်တော်ငါ့ကိုဆွဲခေါ်နေတယ်ငါ့ကိုလမ်းပြနေတယ်ဟာလေလုယာအဲ့ဒါမှဟေရှာခန်းကြီး48ငွေဆက်ခွန်ဒီလိုပြောတယ်ကျမနဲ့တူကြည့်အောင်ဟေရှာခန်းကြီး48ငွေဆက်ခွန်တင်ကိုရွေးနှုတ်တော်သူဣသရေလအမျိုး၏တန်ရှင်သောထာဝရဘုရားမိန့်တော်မူသည်ကားငါသည်တင်အကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍တင်တော်အပ်သောလမ်းဖြင့်ပို့ဆောင်သောတင်၏ဘုရားခင်ထာဝရဘုရားဖြစ်၏ငါသည်တင်၏အကျိုးနှင့်ရှင်သောအရာကိုတွင်တင်၍တင်တို့ဆိုးတဲ့အရာဘုရားခင်ဘာတခုမှမလုပ်ခဏတာတာဆိုးတယ်လို့တင်ထင်ကောင်းထင်မှာဒါပေမဲ့ဘုရားခင်တင့်ကိုရှိစေခြင်းတဲ့နေရာတင့်တို့အမြဲတမ်းအကျိုးရှိတဲ့အရာပြောပါဦးဘုရားငါအကျိုးကိုလိုလားတယ်ဘုရားငါကိုအောင်မြင်စေခြင်းနဲ့ဟာလေလုယာဘယ်တော့မှဘုရားခင်တင့်ကိုစိုးဖို့အလိုမရှိဘူးဖြစ်တယ်ဟာအာမင်ဒါကြောင့်ဘုရားခိုင်းတာလှုပ်လိုက်လို့ဆုံးရှုံးသွားမယ်လို့ဘယ်တော့မှမထင်နဲ့ဖယားအတွက်လှုပ်လိုက်လို့ဟာငါပတ်စံနေအရင်ကုန်သွားပြီလို့မထင်နဲ့ဖယားကတင်ကိုအစာပေါင်းများစွာပြန်ပြီးတော့ပေးလိုက်ဖယားခိုင်းတာလှုပ်လိုက်လို့နှိမ်ချလိုက်ရတယ်ကိုလူတွေကပြောပလိုက်တယ်ပြောကျွေးပလိုက်တယ်ကွာကိုလူတွေကမထီမဲ့မြင်ပြုတ်တယ်မလေးမသိရင်သူခိုင်းပတ်ကြနေရပဲကိုကတော့ဒီအတင်းတော်မှာ volunteer စက်ကတ်တာမသိအကုန်လုံးပေးရတော့မလို့ပဲအချို့ကလည်းကိုမနှုတ်ဆက်တဲ့ခါစိတ်ကောက်တဲ့လူကလည်းရှိသေးတယ်မလေးနှိမ်ချလိုက်ရတာဒါပေမဲ့မိတ်ဆွေဖယားသခင်ကတင့်ကိုဘယ်တော့မှမနစ်နာစေနစ်နာတယ်လို့ရောတဲ့ထင်စရာအကြောင်းရှိတယ်ဒါပေမဲ့တင့်ရဲ့အကျိုးအတွက်ဖယားသခင်ကပြုစုနေတယ်အရာအားလုံးကိုတင့်အကျိုးအတွက်ဖယားသခင်လုပ်ပေးနေတယ်မျက်မှောက်တော်နဲ့သွားတဲ့သူတွေဟာအကျိုးရှိတဲ့လမ်းကိုပဲရှောက်နေရတယ်ဆိုစိတ်ချပါ
တင်တော့အတော်လမ်းပြင်ပို့ဆောင်တော့တင်ဖျားခင်ထာဝရဘုရားဖြစ်တင်ကိုလမ်းပြပို့ဆောင်နိုင်မယ်အာမင်ဟာလေလုယာယောသကနံပါတ်1အောင်မြင်သောသူဖြစ်တယ်ဘာကြောင့်မလို့လဲဆိုဖခင်ရည်ရွယ်ချက်ထဲမှာသူရှိနေတဲ့အတွက်နံပါတ်2ယောသအောင်မြင်တဲ့သူဖြစ်တယ်ဘာကြောင့်မလို့လဲဆိုအောင်မြင်ခြင်းဆိုတာ